VV နာမီနဲ့ Zoro တို့3ယောက်စလုံးဟာ Mr. 3ရဲ့ဖျောင်းနေနဲ့ဖမ်းခံရဆဲဖြစ်ပြီးထိန်းချုပ်မခံရတဲ့ VV ကနာမီရဲ့ခြေထောက်ကဆေးကိုဖျက်ပေးလိုက်တာကြောင့်နာမီကထိန်းချုပ်မှုကလွတ်သွားပေမဲ့ Zoro ကတော့ထိန်းချုပ်ခံရဆဲဖြစ်ပါတယ်။ပုံမှန်ပြန်ဖြစ်သွားတဲ့နာမီကဖျောင်းတွေကိုသူ့ရဲ့တော့နဲ့ဖွင့်ဖို့ကြိုးစားပေမဲ့ဖွင့်စရာအပေါင်းမရှိတာကြောင့် Luffy နဲ့ Usopp တို့လာခဲ့တာကိုပဲစောင့်နေကြတော့မှာဖြစ်ပါတယ်။တစ်ဖက်က Mr. 3ကလည်းဖျောင်းကိတ်မုတ်ကြီးတစ်ခုပြုတ်လုံနေပြီးအဲ့ဒီချိန်သူ့ရဲ့ partner Miss Golden Weed ဆိုသူရောက်လာတာကြောင့် Mr. 3က Luffy ကိုသူ့စီခေါ်လာပေးဖို့ပြောပေမဲ့ Miss Golden Weed ကတော့ Luffy ကိုသူတိန်းထားခြင်းတယ်လို့ဆိုပါတယ်။အဲ့ဒါကြောင့် Mr. 3နဲ့သူ့ရဲ့ partner တို့စကားများနေကြပြီးအဲ့ဒီချိန်နောက်ကတော်ရဲကနေ Usopp တယောက်ရှောင်းကြည့်နေပါတယ်။ဒါပေမဲ့ Usopp ရဲ့ရှေ့တောင်ကြားသွားကြတာကြောင့် Usopp လည်း Luffy ရှိမဲ့တောဆက်ကိုပြေးလာပြီးနာမီတို့ကိုကယ်ဖို့ Luffy ကိုကူညီတောင်းပါတယ်။ Luffy ထိန်းချုပ်ခံရတာကိုမသိတဲ့ Usopp တယောက် Luffy ကိုစကားတွေစတိုက်ပြောနေပြီးအဲ့ဒီချိန် Miss Golden Weed ရဲ့တခြင်းဆိုတဲ့ကိုကြားလိုက်ရတာကြောင့် Usopp တယောက်နေအားနေပြေးရပြန်ပါတယ်။ Miss Golden Weed က Luffy ကိုကြည့်ပြီးသူ့ရဲ့ရုပ်သေးအတွက်ပျော်ဝဲစားထွက်လာပေးတာလို့ဆိုပါတယ်။တောနဲ့ထီထွက်ပြေးလာတဲ့ Usopp လည်းတနေရာရောက်မှတော့ရက်လိုက်ပြီးဘာလို့ရမလဲဆိုတာစတင်စဉ်းစားပါတယ်။ပထမဆုံးစီစဉ်ကတော့ဘာရော့ကအဖွဲ့ဒီကျွန်းကနေထွက်မသွားခင်ထိပုံနေမှာဖြစ်ပြီးအဲ့လိုသာဆိုရင်တော့အဖမ်းခံရတဲ့သူတငယ်ချင်းတွေတေးမှာဖြစ်ပါတယ်။ဒုတိယစီစဉ်ကတော့ဘာရော့ကအဖွဲ့ကိုသွားရှာမှာဖြစ်ပြီးအဲ့လိုဆိုရင်လည်းသူပါတေးမှာဖြစ်တာကြောင့်နောက်ထပ်စီစဉ်တစ်ခုကိုစဉ်းစားပြန်ပါတယ်။အဲ့ချိန်ဆန်ဂျီကိုတတိယသွားပြီးဆန်ဂျီတာဆိုရင်သူ့ကိုကူညီနိုင်လောက်မှာဖြစ်တာကြောင့်ဆန်ဂျီကိုရှာဖို့ပဲထွက်လာခဲ့ပါတယ်။တစ်ဖက်ကဆန်ဂျီကလည်းသူ့ရဲ့အဖွဲ့သားတွေပျောက်နေရကြောင်းလိုက်ရှာနေပြီးတော်ရဲတနေရာရောက်မှာတော့ Mr. 3ရဲ့ဖျောင်းအိမ်ကိုတွေ့လိုက်ရတာကြောင့်အထဲဝင်ကြည့်ပါတယ်။အထဲမှာတော့နာမီတို့ကမရှိတော့ပဲ Mr. 3ရဲ့ဖျောင်းကိတ်မုတ်ကြီးပေါ်မှာအဖမ်းခံရပြီဖြစ်ပြီး Zoro တယောက် Mr. 3ရဲ့သပင်ပုံစံကိုကြည့်ပြီးအားရပါရရဲနေပါတယ်။ Mr. 5နဲ့ Miss Valentine တို့ကနာမီတို့ကိုတတ်ဖို့ရှေ့တိုးလာတဲ့အခါ Mr. 3ကတားလိုက်ပြီးဘာရော့ကဖွဲ့ရသူတွေကတခြားသူတွေကိုမြင်တာနဲ့တက်ကြတဲ့သူတွေဖြစ်ပေမဲ့အဲ့ဒီထဲမှာသူမပါဘူးလို့ Mr. 3ကဆိုပါတယ်။အဲ့ဒီနောက်မှာတော့ Mr. 3ကသူ့ရဲ့အစီအစဉ်ကိုအကောင့်ထဲပေါ်ဖို့ Mr. 5ကိုအချက်ပြလိုက်တာကြောင့် Mr. 5လည်းသူ့ရဲ့နှက်ရှိပုံနဲ့မွေးနေ့ကိတ်ကြီးပေါ်ဖျောင်းနိုင်တွေကိုမိစထုံပေးလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့မွေးနေ့ကိတ်ကြီးကစတင်လဲပတ်လာပြီးဖျောင်းအမုံတွေကနာမီတို့ပေါ်ကိုကျလာတာကြောင့်တိတ်မကြခင်မှာပဲနာမီတို့၃ယောက်လုံးဟာဖျောင်းရုပ်ထုတွေဖြစ်ပြီးတည်သွားကြမှာဖြစ်ပါတယ်။ Mr. 5ကတော့အချိန်ကြာတာကြောင့်စိတ်တုန်နေပြီး Miss Valentine ကလည်းသူတို့ဟာလောက်ကျန်ရေးသမားတွေဖြစ်တာကြောင့်နာမီတို့အမြန်တက်ခွင့်ပေးဖို့ Mr. 3စီမှာခွင့်တောင်းပါတယ်။တကယ်တော့ Mr. 3ကနာမီတို့ချက်ချင်းမတက်ပဲဝေဒနာတွေစိတ်ပြအားငယ်စိတ်တွေနဲ့တဖြည်းဖြည်းချင်းတည်သွားအောင်လုပ်ရှင်တာဖြစ်ပါတယ်။ဒါပေမဲ့ထိန်းချုပ်ခံရတဲ့ Zoro ကတစ်ချိန်လုံးပြုံးရှင်ရဲမောနေတာကြောင့် Mr. 3တယောက် Zoro ရဲ့ခြေထောက်ကအမတ်သားကိုပေါ်ဝါနဲ့တုပ်ပြီးဖျက်ပေးလိုက်ပါတယ်။ထိန်းချုပ်ခံရရာကနေလွတ်သွားရတဲ့တပြိုင်နက် Zoro တယောက်သူ့ရဲ့ခြေထောက်ကဖျောင်းတွေကိုဓာတ်နဲ့စားဟုတ်ပါတယ်။ဒါပေမဲ့ Mr. 3ရဲ့ဖျောင်းတွေကတမ်မနီထက်မာလာကြောင်း Zoro တယောက်ခုံမရဖြစ်နေပြီးအဲ့ဒီချိန်မှာ Zoro ရဲ့စိတ်ပြက်နေတဲ့မျက်နှာကို Mr. 3တယောက်မြင်လိုက်ရပါတယ်။တစ်ဖက်က Miss Golden Weed ကလည်းသူ့ရဲ့အထီးကျန်ရတဲ့အကြောင်းတွေ Luffy ကိုပြောပြနေပြီးသူ့ရဲ့အစွမ်းတွေကိုသုံးမှသာလူတွေကသူနဲ့လာကစားပေးကြတယ်လို့ဆိုပါတယ်။ Miss Golden Weed ရဲ့အစွမ်းကတော့သူ့ရဲ့ဆေးရောင်တွေကိုတခြားသူကိုတုပ်လင်းကထိန်းချုပ်လိုက်တာမျိုးဖြစ်ပြီးအရောင်တစ်ခုစီမှာလည်းအစွမ်းတစ်မျိုးစီရှိပါတယ်။အစိမ်းရောင်ကတော့အေးချမ်းစေပြီးသေဆုံးခြင်းကိုတော့မကြောက်လန့်တော့တာပဲဖြစ်ပါတယ်။အဝါရောင်ကတော့အမြဲရေမောနေမှာဖြစ်ပြီးအပြာရောင်ကတော့အမြဲဝမ်းနေနေစီမှာဖြစ်ပါတယ်။တစ်ဖက်ကဖျောင်းအိမ်နဲ့ရောက်နေတဲ့ဆန်ဂျီကလည်းလိုက်ပတ်ကြည့်ရင်ဝိုင်းပလင်းကိုတွေ့တာကြောင့်ဝိုင်းတောင်းနေခြင်းအန်ဆွဲတွေကနေသူတို့ဖွဲ့ရဲ့ဖိုင်တွေကိုတွေ့လိုက်ရတာကြောင့် Luffy တို့ဒုက္ခရောက်နေပြီဆိုတာကိုသိသွားပါတယ်။အဲ့ဒါကြောင့်သွားခဲ့ဖို့ဖျောင်းအိမ်ထဲကနေထွက်လာခြင်းဖုန်းမိတောင်ကြားလိုက်ရတာကြောင့်အိမ်ထဲကိုပြန်ဝင်လာပါတယ်။ဆန်ဂျီကဖုန်းကင်လိုက်တာကြောင့်တစ်ဖက်က Mr. 0ကလည်း Mr. 3ထင်ပြီး Luffy တို့တက်ပြီးပြီလားလို့မေးလိုက်တဲ့အခါဆန်ဂျီလည်းအကုန်လုံးတက်ပြီးပါပြီလို့ပြန်ဖြေလိုက်ပါတယ်။ Mr. 0လည်းဆန်ဂျီဂျင်းထဲတာကိုယုံသွားပြီးတက်တီတွေကိုအစားဖြောက်ဖို့အတွက် Unlucky ဖွဲ့လွတ်လိုက်ပြီလို့ပြောတာကြောင့်ဆန်ဂျီလည်းဖုန်းချပြီးအပြင်ကိုထွက်ကြည့်ပါတယ်။အဲ့ချိန် Miss Friday နဲ့ Mr. 3တို့ရဲ့ Unlucky ဖွဲ့ရောက်လာပြီးဆန်ဂျီကိုအမြောက်နဲ့လိုက်ပစ်တာကြောင့်ဆန်ဂျီလည်းထွက်ပြေးရပါတော့တယ်။တစ်ဖက်ကတော်ရဲက Usopp ကလည်း Blue Jeep Brookie ရဲ့ order ကိုကြားလိုက်ရတာကြောင့်အနားကိုပြေးသွားပြီးဒီတိုက်ပွဲကမမျှတာကြောင့်နဲ့ Mr. 3တို့ကလှုပ်ကြံလိုက်တာဖြစ်ကြောင်း Brookie ကပြောပြပါတယ်။ Brookie ကလည်းသူကူညီမယ်လို့ပြောပေမဲ့ဓာတ်တန်ရကြောင့်မထားနိုင်တာကြောင့် Usopp ကိုပဲသွားကယ်ပေးဖို့ပြောလိုက်ရပါတယ်။ဒါပေမဲ့ Usopp ကကြောက်လန့်နေတာကြောင့်တက်တိရှိတယ်ဆိုတာမကြောက်တတ်တာကိုပြောတာမဟုတ်ပဲကြောက်လန့်နေတဲ့အချိန်တိုက်ပွဲဝင်ရတာမှတက်တိရှိတာဆိုပြီး Brookie ကအားပေးလိုက်ပါတယ်။ဖျောင်းအိမ်နေရဆန်ဂျီကလည်း Mr. 0ကိုဖုန်းခဏကင်နာခိုင်းပြီး Mr. 13တို့နဲ့တိုက်ခိုက်နေပါတယ်။တိုက်ပွဲပြီးသွားရင်တော့ဖုန်းပြန်ကင်ပြီး Mr. 0ရဲ့လူတွေတည်သွားပြီလို့ပြောလိုက်တာကြောင့် Mr. 0လည်းစိတ်တိုပြီးမင်းတို့နောင်နာရစီရမယ်လို့ပြောပြီးဖုန်းချသွားပါတယ်။ဆန်ဂျီလည်းအိမ်ပြန်ထွက်လာတဲ့အခါ Mr. 13စီကအီတာနယ်ပို့စ်တစ်ခုကိုတွေ့တာကြောင့်ယူလာခဲ့ပြီးတစ်ဖက်က VV တို့ကလည်းမျက်နှာအထိဖျောင်းနေခဲနေပြီဖြစ်ပါတယ်။ VV ကလည်းသူ့ကိုသာတက်ပြီးနာမီတို့လွတ်ပေးဖို့ပြောတဲ့အခါ Mr. 3ကလက်မခံပဲ VV မသိသေးတဲ့အကြောင်းအရာအရှို့ကိုပါပြောပြပါတယ်။ Alabasta ရဲ့ဘရင်စစ်တီထောင်ရှိကျော်ဟာအခုဆိုတော်လိုင်းရေးဘက်ကိုကူးပြောင်းသွားကြပြီဖြစ်ပြီး Alabasta တိုင်းပြည်မှာလည်းပြည်တွင်းစစ်ဖြစ်နေပြီလို့ Mr. 3ကပြောပြပါတယ်။အဲ့ဒီချိန် Zoro ကဒီယူရီယာငါတို့အားလုံးကြောက်စိတ်ဝင်ပြီးတည်သွားတာကိုလိုချင်တာကြောင့်ငါတို့ရဲရဲဝံ့ဝံ့နဲ့အသေးခံမယ်လို့ဆိုကဓာတ်အုပ်ကင်ပြီး post ပေးပါတယ်။အဲ့အပြင် Luffy လာခဲ့မှာမို့စိတ်မပူဖို့နဲ့တိုင်းပြည်ပေါ်မှာကောအသက်ရှင်မှုကောမျှော်လင့်ချက်မပြောက်ဖို့အားပေးပါတယ်။တစ်ဖက်က Luffy ကလည်း Miss Golden Weed ရဲ့အနီအောင်ဆေးချေတာကိုခံထားရပြီးဒေါသထွက်ကကိုယ့်အကိုနှိပ်စက်နေပါတယ်။ Luffy ကအခုချိန်ထိသူ့တငယ်ချင်းတွေကိုကယ်ကျင်စိတ်ရှိနေသေးတာကြောင့် Miss Golden Weed လည်းအကြောင်းတွေအားလုံးရောထားတဲ့အမဲရောင်ဆေးကိုတုပ်ပေးလိုက်ပါတယ်။အမဲရောင်ဆေးကမျှော်လင့်ချက်တွေအားလုံးလက်လျှော့လိုက်မှဖြစ်ပြီးရေကူးလို့မရတဲ့ Luffy ကိုပင်လယ်ထဲဆင်းသွားဖို့ Miss Golden Weed ကအမိန့်ပေးလိုက်ပါတယ်။အဲ့အချိန်Usoppရောက်လာပြီးလမ်းအောင်လိုက်တာကြောင့် Luffy တယောက်အတိပြန်ဝင်လာပေမဲ့နတ်ဆိုးတစ်တီစားထားတဲ့သူတွေကပင်လယ်ထဲရေမကူးနိုင်တာကြောင့်ရေနဲ့ပါတော့တယ်
အဲ့ဒါကြောင့်ဥစွတ်ကပဲဝင်ကယ်လိုက်ရပြီး Miss Golden Week ကလည်းသူ့ရဲ့အပျော်တွေလာဖြစ်စီရဲ့ဥစွတ်ကိုလိုက်ဖမ်းတာကြောင့်ဥစွတ်တယောက်ထွက်ပြေးရပြန်ပါတယ်ဒါပေမဲ့ကံကောင်းစွာပဲဥစွတ်တယောက် Miss Golden Week ရဲ့အယောင်ဆေးပန်းအောင်ကန်ထုတ်မိတာကြောင့် Miss Golden Week ရဲ့မျက်နှာမှာအယောင်လေးအကုန်ရှယ်ပြီးသားဖြစ်သွားပါတယ်တစ်ဖက်ကနာမီတို့၃ယောက်ကလည်းဖျောင်းရုပ်ထုလုံးဝဖြစ်သွားပြီဖြစ်ပြီးဥစွတ်တယောက်သူ့တငယ်ချင်းတွေတည်သွားပြီလားလို့မေးတဲ့အခါအချိန်အနည်းငယ်တော့ရပါသေးတယ်လို့ Mr. 3ကဆိုပါတယ်လူဖီကတိုက်ခိုက်ဖို့လုပ်တာကြောင့် Mr. 3လည်းထွက်ပြေးသွားပြီးလူဖီလည်း Mr. 3နောက်ကိုအမြန်ပြေးလိုက်သွားပါတယ်ကြံခဲ့တဲ့ Mr. 5တို့ဥစွတ်ကိုတာဝန်ပေးခဲ့တာကြောင့်ဥစွတ်လည်းတယောက်ရှင်းချဖို့စိန်ခေါ်လိုက်ပါတယ်Mr. 5တို့လည်းဥစွတ်ရဲ့စကားကြောင့်ရေမောနေကြပြီးဘယ်သူနဲ့ရှာကျင်လဲလို့မေးလိုက်တဲ့အခါဥစွတ်က Miss Valentine ကိုရွေးလိုက်တာကြောင့် Miss Valentine ကစတိုက်ပါတယ်အဲ့ဒါကြောင့်ဥစွတ်လည်းဖျောင်းမွေးနေကိတ်ဘက်ကိုထွက်ပြေးတဲ့အခါ Miss Valentine ကနောက်ကနေခုန်မိလိုက်တဲ့နေမှာလေMiss Valentine ရဲ့ကီလိုနဲ့ဆိုးတစ်တည်းအစွမ်းကြောင့်ဖျောင်းမွေးနေကိတ်ကြီးအကွဲလာတာကိုတတိထားမိပြီးဥစွတ်တယောက်ထိုးခံနေရပေမဲ့နောက်ဆုံးမှာတော့ဖျောင်းကိတ်ကြီးကအကွဲသွားပါတယ်တစ်ဖက်ကတော်ရဲလိုက်သွားတဲ့လူဖီကတော့ Mr. 3ကိုလမ်းမြင်လိုက်တာကြောင့်လက်သီးနဲ့လမ်းထိုးပေမဲ့အဲ့ဒါ Mr. 3ရဲ့ပုံစံတူဖျောင်းရုပ်ထုကြီးဖြစ်နေပါတယ်အနောက်သွားပြီးစစ်ဆေးကြည့်တဲ့အခါတခြားဖျောင်းရုပ်ထုတွေကိုပါတွေ့လိုက်ရပြီးဘယ်ဟာ Mr. 3အစ်စ်လဲဆိုတာဝေခွဲများဖြစ်နေပါတယ်အဲ့ဒါကြောင့်လူဖီလည်း Mr. 3ရဲ့ဖျောင်းရုပ်တွေကိုဂမ်ဂတ်လင်းနဲ့ဇက်တိုက်ထိုးနေပေမဲ့အရာမထင်ဖြစ်နေပြီးအဲ့ဒီအချိန်နောက်ကနေလူဖီကိုဖျောင်းထားနဲ့လမ်းပစ်လိုက်ပါတယ်လူဖီလည်းသူ့ကိုလမ်းပစ်တဲ့ဘက်ကိုကြည့်လိုက်တဲ့အခါ Mr. 3ရဲ့ရုပ်က2ရုပ်ပဲရှိနေပါတယ်ဒီအချိန်တစ်ဖက်မှာလည်း Mr. 5နဲ့ Zoro တို့ကအနီးကပ်တိုက်ခိုက်နေကြပြီး Miss Valentine ကိုလည်းနာမီနဲ့ Vivi တို့ကပူးပေါင်းပြီးတိုက်ခိုက်နေကြပါတယ်လူဖီကတော့ဖျောင်းရုပ်နှစ်ခုဘက်ကိုတဖြည်းဖြည်းလမ်းလျှောက်သွားပြီးအယုံနှစ်ခုတွေကတစ်ခုကိုတိုက်ခိုက်လိုက်ပါတယ်ဒါပေမဲ့လူဖီတိုက်ခိုက်လိုက်တဲ့အယုတ်ကအတူဖြစ်နေပြီးဘေးနား Mr. 3အစ်စ်ကဖျောင်းတုပ်ကိုထုတ်ပြီးလူဖီရဲ့ခြေထောက်ကိုရိုက်ကထွက်ပြေးသွားပြန်ပါတယ်Miss Valentine ကတော့နာမီကိုအရင်မှအောင်လှုပ်လိုက်ပြီးအဆုံးသတ်ဖို့လုပ်နေတဲ့အချိန်နောက်ကနေ Vivi က Miss Valentine ရဲ့လေပင်ကိုကျိုးနဲ့တုပ်ပြီးညှစ်ပေးထားတာကြောင့်နာမီလည်းဒါအီဂရန်တွက်လို့ဆိုပြီးအမောက်သိပ်ပေးလိုက်ပါတယ်Zoro နဲ့ Mr. 5တို့ရဲ့တိုက်ပွဲကလည်းပြင်းထန်နေပြီးအဲ့ဒီအချိန်ဥဆိုက Flame Star နဲ့ကိတ်မုတ်ကြီးကိုလှမ်းပစ်လိုက်တာကြောင့်ကိတ်မုတ်ကြီးလည်းမီးလောင်သွားပါတယ်မီးပုံထဲကနေ Zoro ကခုန်ထွက်လာနိုင်ခဲ့ပြီးမီးလောင်နေတဲ့ဓာတ်တွေနဲ့ပဲ Mr. 5ကိုအဆုံးသတ်ပေးလိုက်ပါတယ်တစ်ဖက်ကထွက်ပြေးနေတဲ့ Mr. 3နောက်ကိုလိုက်နေတဲ့ Luffy ကတော့ဖျောင်းရုပ်ဖြစ်နေတဲ့ Dory ကိုလမ်းတွေးလိုက်ရပါတယ်Luffy ကဒေါ်လာထွက်ပြီးတိုက်ခိုက်ပေမဲ့ Mr. 3က Luffy ရဲ့လက်တွေကိုဖျောင်းတူပြီးဖြစ်အောင်လုပ်ပစ်လိုက်ပြီး Luffy ကိုစတင်နှိပ်စက်ပါတယ်အဲဒီနောက် Luffy ကိုအဆုံးသတ်ဖို့အတွက် Mr. 3တယောက်လက်ထဲကဖျောင်းတုံးနဲ့ရိုက်ချလိုက်တဲ့အချိန် Luffy ရဲ့လက်ထဲကဖျောင်းတွေကွဲထွက်သွားတော့ Luffy တယောက်သတိထားမိသွားပါတယ်အဲ့ဒီအခါမှာ Luffy လည်း Mr. 3ရဲ့ဖျောင်းတွေကိုသူ့ရဲ့ဖျောင်းတွေကပဲအနာယူနိုင်နေဆိုတော့သိသွားပြီး Gam Hammer နဲ့ Mr. 3ကိုထုဖို့လုပ်လိုက်ပေမဲ့ Mr. 3ရဲ့ကန်တဲ့ wall နဲ့ကာလိုက်ပါတယ်ဒါပေမဲ့ Luffy ရဲ့အချိန်ကပြင်းလွန်းတာကြောင့် Mr. 3ရဲ့ကန်တဲ့ wall လည်းကွဲထွက်သွားပြီး Mr. 3လည်းအဲ့နေရာမှာလည်းမဲမောက်သွားပါတယ်တစ်ဖက်ကတိုက်ပွဲနေရာကိုလည်း Sanji ကရောက်လာပြီး Alabasta ကိုညွန်ပြတဲ့ Eternal Post ကိုနာမီရဲ့လက်ထဲထည့်ပေးလိုက်တာကြောင့် Luffy တို့အဖွဲ့လည်း Alabasta တိုင်းပြည်ကိုရွက်လွှင့်မှုပြင်ဆင်ကြပါတယ်ဒန်ယာကနေပြန်တက်တာလာတဲ့ Giant Brookie ကလည်း Dory နဲ့အတူ Luffy တို့လာနှုတ်ဆက်နေပြီး Goyen Mary ရှိမှပေါ်လာတဲ့ Sea King ကိုလည်းသူတို့နှစ်ယောက်ပေါင်းပြီးနှစ်ပိုင်းဖြစ်အောင်လုပ်ပေးလိုက်ကြပါတယ်ဒါကတော့ One Piece Live Fashion အပိုင်း9ဖြစ်ပြီးမနေ့ဖြန်မှာလည်းအပိုင်း6ကိုတင်ပေးသွားအောင်မှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးထားကြဖို့တောင်းဆိုချင်ပါတယ်အားနည်းချက်တွေရှိရင်လည်း comment ရေးပေးသွားလို့ရပါတယ်ကျွန်တော် Y2K ပါ